တင်နန်းကဘယ်မှာလဲရန်ကုန်မြောက်ကလာမှာဖွင့်ထားပါတယ်နော်တိုင်မဲ994သူမိတ်တာ16လမ်း1ရက်ကွက်မြောက်ဥက္ကလာပါရန်ကုန်မြို့ဖြစ်ပါတယ်နော်ဆရာတို့တင်နန်းကျောင်းမှာဒဇယ်ပညာရဲ့တည်ယူခြင်းတယ်ဆိုလို့ရှိရင်တော့ကြိုပြီးတော့တင်နန်းနေအဲ့ရပါတယ်နော်အဲ့တော့တင်နန်းခြင်းတယ်ဆိုလို့ရှိရင်တော့တင်နန်းကျောင်းရဲ့ဖုန်းနံပါတ်3996626465 Viber မှာအမည်ဖုန်းနံပါတ်လိပ်စာပေးပြီးတော့အဲ့လိုရပါပြီเนาะဒီဆရာတို့တင်နန်းကျောင်းကကြတော့တင်နန်းသားပြည့်တာများပါတယ်เนาะဟိုမိမိတင်ယူခြင်းတဲ့အပတ်စဉ်မှာကြိုတင်ပြီးတော့နာမည်ဖုန်းနံပါတ်လိပ်စာတွေပေးပြီးတော့တင်နန်းကြိုအဲ့ရတာဖြစ်ပါတယ်ဒီဇယ်ပညာရေးကိုအခြေခံနဲ့စပြီးတော့တင်ပေးတာမလို့အခြေခံမရှိတဲ့သူတွေစပြီးတော့တင်ယူလို့ရပါတယ်အခြေခံပေါင်ကျစ်ပုံကူးစေးဆက်စေးရိုက်ကနေပြီးတော့စနစ်တကျတင်ပေးထားတယ်အင်ကြီးထဲဒီပုံမှာတကာလာနှစ်ကာလာကာလာထက်တာပုံတူရိုက်တာတွေကစစနစ်တကျတင်ပေးတဲ့တင်နန်းကျောင်းဖြစ်ပါတယ်ဘုံကြီးတောင်ယောဂီတပတ် recycle ဘတ်ဖော်ရီယာကစစနစ်ကျတင်ပေးထားပါတယ်ကိုရဲတောင် plastic 8 peanut 8စက်ကူကြက်ပါထီမိုးကလေသာ PB ပုတ်ဒါတင်ရောတော့ commercial line မှာအရန်ဆုံးပါတယ်เนาะနေသမားတွေဆိုလို့ရှိရင်တော့နေစရာတင်နန်းကျောင်းမှာဒါ free စီစဉ်ပေးထားပါတယ်ကျွန်တော်တော့ကဘာတစ်ဒဇယ်တင်နန်းကျောင်းရဲ့ founder and trainer ဆရာကိုလေးဝင်းဖြစ်ပါတယ်တင်နန်းမှာပြန်လဲဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ်